အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာရသော်ပြတော့80ပဲနေရဒီ4နှစ်ဆိုတာမသေးသေးလို့ကုသကောင်းမှုလုံနိုင်တာဖြစ်နေတယ်။အားရည်ဆုံးလို့သွားပြီ။ရုပ်စင်နေတဲ့ဆုံးသွားတယ်။ဘုရားတရားရဲ့တန်ဖိုးခံနေရအတန်တော်မှာပြောကြတယ်လို့ပြောလို့မရဘူး။ပျက်စီးလို့အဲ့တော့ဘဝဆိုတာအကောင့်ပိုင်းတွေကရှိပါတယ်။နောက်ပိုင်းမှာဆိုပါတယ်။အဲ့ဒီအကောင့်ပိုင်းတော့မှတော့ကြာဒီဘကောင်းဖြစ်လိုက်။တော့ကြာပါယောဂဖြစ်လိုက်။ညာယောဂဖြစ်လိုက်တယ်။ဒုဝါကြီးကချမ်းသာနေဆိုတာလုံးဝနေပါဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပြောနေလဲအဆိုးတွေမိထားပြီးတော့အကောင်းကိုပြောပြီးတော့ပြောနေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုပြောတယ်အစင်ပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုပြောနေအဲ့ဒီတော့လေ့ကျင့်နေကြဖို့ဘဝမှာယက်နေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဥပ္ပေယ